ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဇင်မထပါဒီနေ့ကမတ်လ1ရက်နေ့ပေါ့နော်မတ်လ29ရက်နေ့ကျရင်ကျွန်တော်တို့280ပြည့်တက်မလို့လဲဖြစ်တော့မှာပေါ့နော်အဲ့တော့ပြောချင်တာကအခုဆိုလို့ရှိရင်ပေါ့နော်ဒီနိုင်ငံကစီးရေးဘက်အချမ်းနေမှာအခုကဘယ်လိုဖြစ်နေလဲဆိုရင်ကအမေရိကန်နဲ့အစ္စရေးနဲ့တစ်ဖက်ပြီးကြချင်းအီရန်နဲ့တစ်ဖက်ပေါ့နော်အဲ့လိုမျိုးအပြန်အလှန်တိုက်ခိုက်နေကြတယ်တိုက်ခိုက်နေကြတဲ့အတိုင်းကအမေရိကန်နဲ့အစ္စရေးကလည်းအစ္စရေးရဲ့ဟောပေါ့နော်ဘယ်လိုပြောမလဲဒီနျူကလ িয়ার ဒုံးကြီးတွေအဲ့လိုမျိုးတွေပေါ့ထုတ်လို့အဲ့လိုမျိုးတွေရက်တန့်ဖို့ပြောတာကိုစာနာတောင်းဆိုတာကိုမရပါဘူးမရလို့ကြောင့်သူတို့အမေရိကန်တွေပေါ့သူတို့ရဲ့ဟောပေါ့နော်ကာကွယ်မှုအနေနဲ့သူတို့တိုက်ခိုက်ရတာပါဆိုပြီးတော့အမေရိကန်သမ္မတထုတ်ပြန်တယ်နော်အမေရိကန်သမ္မတစပြီးတော့တက်တဲ့အချိန်မှာဘာပြောလဲဆိုတော့စစ်ပွဲတွေအားလုံးရပ်ဖို့အတွက်ဘာဖြစ်လဲညာဖြစ်တယ်တဲ့ပြောခဲ့တာနော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အခုချိန်မှာသူ့ရဲ့လောက်ရက်ကလေးဘယ်လိုဖြစ်နေလဲဆိုတော့ခုတ်ဝါတခြားချတယ်လို့ဖြစ်နေမြန်မာစကားပုံလို့ပေါ့နော်အဲ့တော့ကျတော့အခုလက်ရှိမနေ့ကထိကျွန်တော်ဒီနေ့မှာတွေ့ရတဲ့လောက်ကြည့်ရတဲ့လောက်ကျွန်တော်မြင်ရတဲ့လောက်ကြည့်တဲ့အချိန်မှာเนาะအမေရိကန်နိုင်ငံရပေါ့နော်ဒီဘက်တခြားအမေရိကန်စစ်စခန်းမှာထားတဲ့1.2 ဘီလီယံရှိတဲ့ Lega Snake Radar ကြီးကိုအီရန်ရဲ့ drone နဲ့ပေါ့နော်အတေက drone နဲ့တိုက်ခိုက်လိုက်တဲ့ချိန်မှာလုံးဝကိုပျက်စီးသွားတယ်ပြီးတော့ရှင်ပင်လယ်အော်ဒီမှာရှိနေတဲ့အမေရိကန်ရေတပ်စခန်းတွေပြန်တချို့တော့အမေရိကန်ရေတပ်စခန်းတွေကိုပေါ့နော်အများကြီးကိုအီရန်ကတိုက်ခိုက်နိုင်နေတယ်အဲ့လိုတိုက်ခိုက်နိုင်တဲ့အတိုင်းအတာတခုမှာကျွန်တော်ဘာကိုတွေးမိသွားလဲဆိုတော့အော်လို့ကွာဒီအမေရိကန်ဆိုတာဗျာကမ္ဘာစစ်အင်အားအကြီးဆုံးနိုင်ငံဟုတ်တယ်မလားနိုင်ငံတစ်ခုလေကမ္ဘာမှာစစ်အင်အားဘယ်ချိန်ရှိချင်နံပါတ်1ပဲဟုတ်တယ်မလားအဲ့နဲ့ပြီးခဲ့တဲ့ဘာကိုကျွန်တော်ဘာကိုတွေးမိလိုက်လဲဆိုတော့ပြီးခဲ့တဲ့တရုတ်ကတက်မတော်နေမှာပေါ့ဗျာတက်မတော်နေမှာတရုတ်ကတက်မတော်နေမှာပြတယ်ဟာ for sure တွေဟိုကဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုတော့ဝေဖန်ပြီးတော့ထောက်ပြပုတ်ခတ်တာပေါ့နော်ပုတ်ခတ်တဲ့အချိန်မှာအခုလက်ရှိတကယ်နော်အမေရိကန်နဲ့နော်အစ္စရေးကတစ်ဖက်အီရန်နဲ့တစ်ဖက်အီရန်စစ်ဖြစ်တဲ့အချိန်မှာကျတော့အီရန်တိုက်ခိုက်တာတွေကိုအမေရိကန်လုံးဝမကာကွယ်နိုင်ဘူးတော်တော်များများလည်းထိခိုက်ပျက်စီးနေတယ်နော် drone တွေနဲ့နော်တိုက်ခိုက်တာတွေခံရတယ်နော်drone ကြီးတွေနဲ့တိုက်ခိုက်တာတွေလည်းခံနေရတယ်အမေရိကန်တွေလည်းအခုခံနေရတာအကုန်လုံးကအလူးလဲပဲနော်အဲ့ကြောင့်ဘယ်လိုပြောမလဲခစ်မီလက်နက်တွေဘယ်လောက်ကြီးပဲခစ်မီနော်ဘယ်လိုပြောမလဲအများတန်းဘယ်လိုပြောမလဲကွာချချက်ပေါ်နဲ့ဟနေတာအရာလေးရှိတယ်အကောင်လေးတွေကိုပြန်ပြီးတော့ကိုရီးယားပြန်ပြီးဘယ်လိုပြောမလဲစစ်ဆက်ကိုလုံနိုင်မှရမယ်ဒါတော့မှအခုတော့စစ်ဆက်လုံနိုင်မှဆိုတဲ့အမေရိကန်တောင်မှအခုလက်ရှိအများကြီးဟနေတယ်ဒါကြောင့်မလို့အများကြီးထိခိုက်ကြဆုံးမှုတွေရှိနေတယ်အီရန်ရဲ့တိုက်ခိုက်မှုအပေါ်မှာပေါ့နော်အဲ့ဒါလေးပေါ့အဲ့ဒါကြောင့်စဉ်းစားနော်ဒီတက်မတော်တရက်ရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးအင်အားဒီတက်မကပို့ပြီးတော့ကောင်းတယ်နဲ့ကျွန်တော်မြန်မာနိုင်ငံလဲပေါ့နော်ထပ်ပြီးတော့ဘယ်လိုအဲ့လိုမျိုးတိုက်ခိုက်မှုတွေပြပနေတော့တိုက်ခိုက်မှုတွေရှိရင်ကျွန်တော်ဘယ်လိုကာကွယ်မလဲဘယ်လိုမျိုးစီးလုံးပြီးတော့လုံမလဲပေါ့နော်အဲ့လိုမျိုးတွေတော့ဖြစ်တဲ့နယ်ရှိတဲ့နယ်ပေါ့နော်အဲ့လိုမျိုးဒီတက်မကလည်းပို့ပြီးတော့စီးလုံးတင်ပြီလို့ထင်ပါတယ်နော်အဲ့လေးလာပြောပြတာကျွန်တော်မြန်မာစီးလုံးတင်ပါ